ဒီနေ့မနေ့ကအတွက်ကျွန်တော်တို့အတူတူဆင်ချင်းချင်းတဲ့အကြောင်းအရာလေးကတော့ရောင်ရဲ့တင်းတင်းချင်းအကြောင်းပဲဖြစ်ပါတယ်။ရောင်ရဲ့တင်းတင်းချင်းဆိုတာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဂုဏ်ပြုတာပဲဖြစ်ပါတယ်။ရောင်ရဲ့တတဲ့နှလုံးသားဟာလက်ဆောင်ပစ္စည်းတွေထပ်ပြီးကမ်းတဲ့အရှင်ဘုရားသခင်စီမှာပဲဂျင်းနှမှုကိုရှာတွေ့သွားတဲ့အတွက်ကြောင့်နောက်ထပ်ပါများရမလဲဆိုတဲ့တမန်မှုတွေကနေလွတ်မြောက်သွားပါတယ်။တကယ်တော့အပိတရားဟာကျွန်တော်တို့အားလုံးအပေါ်မှာအင်မတန်ကြီးမားတဲ့အရာတစ်ခုကိုတည်ရောက်စေပါတယ်။ပထမတစ်ခုကတော့ဘဝမှာအရာအားလုံးဟာငါတပည့်ဖြစ်ရမယ်ဆိုပြီးကိုကဘာကြီးရဲ့ဘဝချက်မှာထားသလာစီတာပါ။ကိုပဲဘဝပြုလာတဲ့အခါကျွန်တော်တို့ဟာကိုယ့်ရဲ့ဆန္ဒတွေကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ကိုယ့်ရဲ့ခံစားချက်တွေတော့ကိုပဲအလိုနဲ့ကျွလိုက်ပါလာတတ်ကြပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ပြည်ထနာထားတဲ့အန်ဩဖွယ်ရာကောင်းချီးမင်္ဂလာများကိုမြင်ဖို့တဲ့ကိုယ်စီမှာမရှိသေးတဲ့အရာတွေကိုပဲပို့ပြီးအာယုံစိုက်လာတတ်ကြတယ်။ဒီထက်ပူဆိုးတာကတော့ကိုယ်အကြောင်းပဲကိုတွေးတဲ့အခါကျွန်တော်တို့ဟာအမပီးဒိုင်တွေလိုဖြစ်လာတတ်ပါတယ်။ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေနဲ့အခြားသူတွေရဲ့ပိုင်ဆိုင်ထားတဲ့အရာတွေကိုအမြဲတမ်းလိုက်ပြီးတော့နှိုင်းယှဉ်လာတတ်ကြတယ်။ဒါဟာမယောင်ရဲနိုင်ခြင်းနဲ့မနာလိုဝင်သူချင်းတွေပြည့်နေတဲ့ဘဝတစ်ခုပါပဲ။တကယ်တော့မနာလိုခြင်းဆိုတာအမြဲတမ်းတကူကောင်းဆန်တတ်ပါတယ်။အပိတရားကကျွန်တော်တို့အပေါ်မှာတက်ရောက်စေတဲ့ဒုတိယချက်ကလည်းဒီပထမချက်လောက်ပဲအရေးကြီးပါတယ်။အဲ့ဒါကတော့အထက်အရက်ဖြစ်တဲ့ဘုရားသခင်စီကနေပဲရရှိနိုင်မယ့်အရာတွေကိုမိကြီးပေါ်မှာဖန်ဆင်းခန့်အရာတွေစီမှာလိုက်လံရှာဖွေတတ်စေတာပါပဲကျွန်တော်တို့ဟာအသက်ရှင်ခြင်းမျောလင့်ခြင်းငြိမ်သက်ခြင်းအနာယူခြင်းရောင်ရဲခြင်းဘဝရဲ့အတိတ်ပဲနဲ့ရည်ရွယ်ချက်စတာတွေကိုလောကကြီးစီမှာပဲလိုက်ရှာတတ်ကြတယ်ပြဿနာကဘာလဲဆိုတော့လောကကြီးထဲမှာပဲရာကမှတင်ကူဒီအရာတွေကိုမပြီးနိုင်တာပါပဲဖန်ဆင်းကလောကကြီးဟာတင်းရဲ့နှလုံးသားကိုကြည်နဲ့ရောင်ရဲစေဖို့ဖန်ဆင်းထားတာမဟုတ်ပါဘူးလောကကြီးဆိုတာတင်းနှလုံးသားကိုကြည်နဲ့စီနိုင်မဲ့တဆူတီတော်ရှင်သခင်စေကိုညွန်ပြနေတဲ့လက်ညွန်ကြီးတချောင်းသားဖြစ်ပါတယ်ဒါပေမဲ့လူများစွာဟာဒီနေ့မနေ့အရာကနိုးလာတဲ့အခါလောကကြီးကိုသူတို့ရဲ့ကဲတင်ရှင်ဖြစ်ဖို့တနည်းအားဖြင့်ဘုရားသခင်ပဲပြီးနိုင်တဲ့အရာတွေကိုလောကကြီးစီကနေရဖို့တောင်းဆိုနေကြဆဲပါပဲဆာလနံပါတ်83အပိုင်းငယ်25ကနေ26မှာခုလိုရေးသားထားပါတယ်ကောင်းကင်ဘုံ၌ခုတော်မှတပါအကျွန်ုပ်တွင်မိသူရှိသည်။မိကြီးပေါ်၌လည်းကိုတော်မှတပါအခြားမိတဲ့အရာကိုများအကျွန်ုပ်အလိုမရှိပါအကျွန်ုပ်ဤကိုခန္ဓာနဲ့အကျွန်ုပ်ဤစိတ်နှလုံးတွေအာရင်ကုန်ခန်းတော်လဲဖရာသခင်ဒီအစင်းမြဲအကျွန်ုပ်ဤစိတ်နှလုံးဤအစွမ်းတတိကိုရောဤဝိစုဖြစ်တော်မူ၏တဲ့ဒါဟာယောင်ရဲ့ချင်းရဲ့လျှို့ဝှက်ချက်ကိုနားလည်သွားတဲ့လူတစ်ယောက်ရဲ့စကားတွေပါပဲတင်ရှားပွေနေတဲ့အသက်ကိုဘုရားသခင်ထံမှာတွေ့ရှိသွားလို့ပြီးကန်းတဲ့အရှင်ဘုရားသခင်နဲ့တင်ချင်းနဲ့တွားတဲ့အခါလူများစွာကိုစိတ်ပက်အားငယ်စေတဲ့အငန်းမရခြင်းနဲ့မှုရှာဖွေရှင်ဆိုတဲ့ဘဝကြီးကနေတင်လွတ်မြောက်သွားပါပြီမှန်ပါတယ်ဒီနှလုံးသားဟာဘုရားသခင်ထံမှာအနာယူခွင့်ရမှသာစစ်မှန်တဲ့ငြိမ်သက်ခြင်းကိုရရှိမှာပါရောင်ရဲတဲ့နှလုံးသားတောင်းဆိုမှုတွေထက်ဝတ်ပြုတ်ကိုယ်ကိုယ်ချင်းကိုပူဦးစားပြတဲ့နှလုံးသားလူချင်းတတ်မှတ်တဲ့ဆိုရင်ပူပန်မှုတွေထက်ဂျေဇုတင်ချီးမွမ်းတဲ့ဝမ်းမြောက်ခြင်းကိုပူပြီးစွန့်တဲ့နှလုံးသားဒါဟာဘုရားသခင်ရဲ့အကြီးစိုးတော်ကြောင့်တည်ပွင့်လာတဲ့အလားပါဆုံးသောအတီးပွင့်တွေထဲမှာတစ်ခုပဲဖြစ်ပါတယ်ဒီလိုငြိမ်းချမ်းတဲ့အတ္တတာမျိုးနဲ့ရှင်သန်နိုင်ဖို့ဆိုတာဘုရားသခင်ရဲ့ဂျေဇုတော်တစ်ခုတည်ကြောင်းသာဖြစ်နိုင်တာပါဒီကနေ့မှာအဲ့ဒီဂျေဇုတော်စီကိုဒီလက်လန်းကြည့်လိုက်ပါခင်ဗျာကဲဒီနေ့အတွက်ထမှန်လေးလာကိုအားယူခြင်းတဲ့ဆိုရင်တော့ဒီမောတဲ့ဩဝါဒစာပထမဆုံးအခန်းကြီး6အငယ်6ကနေ30ထိဖတ်ရှုနိုင်ပါတယ်ဒီနေ့တနေ့တာလုံးမှာဘုရားသခင်ရဲ့ကြီးစုတော်နဲ့အတူ
ရောင်ရဲခြင်းနဲ့အေးချမ်းမှုကိုအပြည့်အဝခံစားရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။မနေ့ပြန်မနေ့ကမှပြန်လဲဆုံတွေ့ကြပါမယ်